Robert Greene ရဲ့48 Laws of Power ဆိုတဲ့စာအုပ်ကြားဘူးကြမှာပေါ့နော်တော်တော်လေးကိုကြက်ရိုက်ခိတဲ့စာအုပ်တော့ပါတချို့ကတော့ဒီစာအုပ်ကိုတမိုင်းတစ်လျှောက်အာနာရှိခဲ့တဲ့သူတွေရဲ့လျှို့ဝှက်နီလန်းတွေကိုဖွင့်ချထားတဲ့လက်ဆွဲစာအုပ်လို့သတ်မှတ်ကြတယ်တချို့ကကြတော့ဒါဟာရန်အန်တယ်များပြီးကိုချင်းတရားနဲ့မညီတဲ့လမ်းညွှန်ချက်တွေပါလို့မြင်ကြပြန်ရောကဲဒီနေ့တော့အဲ့ဒီညှိုးပွားစရာတွေပြည့်နေစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ရဲ့အဓိကအတွေ့အခေါ်တွေကိုအထူးလေ့လာကြည့်ကြအောင်ပါဒီနေ့အဓိကပြောသွားမယ့်အကြောင်းအရာတွေကတော့အာနာရဲ့မမြင်ရတဲ့စီးမြင်တွေအကြောင်းကိုယ့်ရဲ့ပုံရိပ်ကိုထိန်းချုပ်ခြင်းကဘလောက်အရေးပါလဲဆိုတာစကားများများပြောတာထက်လက်တွေ့လို့ပြတာကဘာလို့ပိုထိရောက်တာလဲပြီးတော့အောင်မြင်မှုရဲ့နောက်ွယ်ကကြော်ကွင်းတွေအကြောင်းကိုအလေးလာသွားမှာပါအဆုံးမှာတော့ဒီစာအုပ်ကတကယ်တော့ဘာကိုဆိုလိုချင်တာလဲဆိုတာကိုအတူတူဆန်းစစ်ကြည့်ကြပါမယ်ကဲပထမဆုံးပိုင်းကိုစလိုက်ကြအောင်အာနာရဲ့မပြောပြတတ်တဲ့စီးမင်းများပေါ့ဒီစာအုပ်ရဲ့အခြေခံအဆုံးမင်းဟုံးကတော့လောကကြီးဆိုတာတကယ်ပဲရရက်ဆက်ဆက်အနိုင်ကျင့်ရတဲ့ကစားပွဲကြီးတစ်ခုလားဆိုတာပါပဲဒီစာအုပ်ရဲ့အတွေ့အခေါ်တစ်ခုလုံးကိုဒီစကားတစ်ခုကအကောင်းဆုံးထင်စီပါတယ်ဆိုလိုတာကတော့ရှင်းရှင်းလေးပဲလောကကြီးအစီကူတဲ့ဘလို့အဖြူအမဲတဲတဲကွဲကွဲရှိမနေဘူးအကောင်းဆိုးတွေရောထွေးနေတဲ့အနေအရာတစ်ခုအဖြစ်တက်တက်ထောက်ပြထားတာပါဆိုတော့ဒီစာအုပ်ရဲ့အဓိကအချက်ကဒါပါပဲအာနာဆိုတာလူမှုဆက်ဆံရေးကစားပွဲအခုပဲတဲ့ဒီလောကမှာတိုးတက်အောင်မြင်ဖို့ဖြစ်ဖြစ်အ ਨੇ ဆုံးတော့ကိုကာကွယ်ဖို့ပဲဖြစ်ဖြစ်ဒီကစားပွဲရဲ့မရေးထားတဲ့စီးမင်းတွေကိုနားလည်ထားဖို့လိုအပ်တယ်လို့သူကဆိုပါပဲဟုတ်ပြီနောက်တစ်ပိုင်းကတော့ပို့ပြီးစိတ်ဝင်စားဖို့ကောင်းလာပြီပုံပန်းတန်တန်ကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးချခြင်းပါဥပဒေ6ကဘာပြောလဲဆိုတော့ရိုးဝစမ်းကြတဲ့ပုံရိပ်ကိုဖန်တီးပါတယ်ဆိုလိုတာကလူတွေကတစုံတစ်ယောက်ကိုဘလို့မြင်လဲဆိုတဲ့အမြင်ဟာသူတကယ်ဘယ်သူလဲဆိုတာတဲ့ပို့ပြီးတော့တောင်အရေးကြီးသွားနိုင်တယ်ဆိုတဲ့သဘောပါပဲဒီဥပဒေအတွက်အကောင်းဆုံးဥပမာတစ်ခုကိုပြောရရင်တော့မာတာဟာရီပေါ့သူကရုပ်ဝဲစမ်းကြတဲ့ပုံရိပ်ကိုတမင်တကာတိဆောက်ပြီးပါရီမျိုးကအထက်တန်းလွှာတွေကိုအကုန်လုံးကိုဆွဲဆောင်နိုင်ခဲ့တယ်သူဘသူလဲဘယ်ကလာတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရလေလေလူတွေကသူ့ကိုပို့ပြီးစိတ်ဝင်စားလေလေပို့ပြီးဆွဲဆောင်မှုရှိလေလေပါပဲလူဝဲစမ်းကြမှုကအာယုံစိတ်မှုကိုဘလို့အရစေတယ်လဲအာနာကိုဘလို့ဖန်တီးပေးတယ်လဲဆိုတာကိုဒီချက်ကကွက်ကွက်ကွင်းကွင်းပြနေပါတယ်ဒီယူအစားကလူဟဲ့ရမယ်ဆိုတာတခုတည်းကိုပြောတာမဟုတ်ဘူးနော်အဓိကကတော့ကိုယ့်အကြောင်းတည်တဲ့အချက်လက်ကိုဘလာထုတ်ပြမလဲဆိုတာကိုထိန်းချုပ်တာပါပဲဥပမာလိုအပ်တာတဲ့ပုံမပြောတာမျိုးကိုပြည့်ကင်းစင်လို့နေသူလိုပုံမဖန်တာမျိုးကိုမရနိုင်တဲ့အရာကိုအရင်မလုပ်တဲ့ပုံစံပြောတာမျိုးဒါတွေအားလုံးဟာကိုယ့်ပုံရိပ်ကိုထိန်းချုပ်ပြီးသူတစ်ပါးရဲ့အမြင်ကိုလွှမ်းမိုးဖို့ကြိုးစားတဲ့နည်းလမ်းတွေကြီးပါပဲကဲတကယ်အပိုင်းကိုရောက်လာပါပြီဒီအပိုင်းရဲ့ခေါင်းစဉ်ကလောက်ရက်နဲ့အနိုင်ယူပါငင်းခုန်ခြင်းနဲ့မဟုတ်နဲ့ဆိုလိုရင်းကရှင်းရှင်းလေးလက်တွေ့ရလတ်တွေကစကလုံးတွေထက်အများကြီးပိုပြီးစီးရုံနိုင်စွမ်းရှိတယ်ဆိုတဲ့အယူဆပါပဲဥပဒေကိုရဲ့အဓိကအချက်ကတော့ဒါပါပဲရင်းခုန်ပြီးရလာတဲ့အောင်မြင်မှုတိုင်းဟာတကယ်တော့အနိုင်ရတဲ့တာပြောတာတကယ်တမ်းမှရှုံးတာနဲ့အတူတူပဲတဲ့ဘာလို့လဲဆိုတော့အနိုင်ရလိုက်ပေမဲ့တစ်ဖက်လူရဲ့ရင်ထဲမှာရေရှည်တည်တာမဲ့မကျေနပ်မှုတွေအညိုအထေးတွေကိုဖန်တီးပေးလိုက်လို့ပါပဲဒီချက်ကိုရှင်းရှင်းလင်းလင်းမြဲအောင်နိုင်ချင်ကြည့်အောင်တစ်ဖက်မှာငင်းကုန်ခြင်းကမကျေနပ်မှုတွေရန်ညိုးတွေနဲ့ခဏတာသဘောထားပြောင်းလဲမှုကိုပဲရရှိနိုင်တယ်ဒါပေမဲ့နောက်တစ်ဖက်ကလက်တွေ့လောက်ရကတော့ကိုယ့်အချက်ကိုထိထိရောက်ရောက်ထပ်တွေ့ပြနိုင်တယ်တစ်ဖက်သားကိုစိတ်နှောက်ရဖက်စေရမျိုးကိုရှောင်ရှော့နိုင်တယ်ပြီးတော့ကိုယ့်ရဲ့စွမ်းအားကိုလည်းပြသနိုင်တယ်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားတာဒီအချက်ကိုတက်တယ်ပြတဲ့သမိုင်းတွေကဥပမာကောင်းတစ်ခုရှိပါတယ်ပန်းပိုးဆရာကြီး Michael Angelo ရဲ့ဇလံပေါ့သူ့ရဲ့လက်ရာတစ်ခုကိုအားပေးသူ Soderini ပြင်ခိုင်းတဲ့အခါသူကစကားနဲ့ပြန်မငင်းခဲ့ပါဘူးအဲ့ဒီအစားရုပ်တုကိုဖြင်းဟန်းဆောင်ပြီးဖုံမုံလေးတွေကျဲချပြလိုက်တယ် Soderini လည်းရုပ်တုကပိုကောင်းသွားပြီလို့ယူကြည်သွားရောMichael Angelo ကတော့သူ့ရဲ့လက်ရာဟာမူလကားတွေကပြည့်စုံနေပြီးသားဆိုတာကိုဘယ်သူမှမထိခိုက်စေပဲလက်တွေ့တက်တည်ပြသွားနိုင်ခဲ့ပါတယ်အခုအောင်မြင်မှုရဲ့နောက်ွယ်ကအန်တရည်တဲ့ဒါမှမဟုတ်ကြော့ကွန်းတဲ့အကြောင်းကိုပြောကြအောင်ဥပဒေ49ကဘယ်အချိန်မှရောက်မလဲဆိုတာသိပါတဲ့ဒါအောင်မြင်ခြင်းရဲ့အမောင်ဘက်ချမ်းကိုတတိပေးထားတဲ့ဥပဒေတစ်ခုပါဒီဥပဒေကိုရှင်းရှင်းလင်းလင်းဖွင့်ဆိုရရင်တင်ရီမှန်းထားတဲ့ပန်းတိုင်ကိုမကြော်လွန်ပါနဲ့ဆိုတာပါပဲဘာလို့လဲဆိုတော့အောင်မြင်တဲ့အချိန်မှာဝင်လာတတ်တဲ့မာနနဲ့ယုံကြည်မှုလွန်ကဲခြင်းကတင့်ကိုလိုရာထက်ပိုပြီးရှစ်ဆက်တိုးစီတတ်တယ်အဲ့ဒီအခါတင်တန်းယူခဲ့တဲ့ရန်သူရဲ့ထက်ရန်သူအသက်တွေကိုပိုပြီးမွေးထုတ်ပေးနိုင်လို့ပါပဲဒါကြောင့်အောင်မြင်တဲ့ခရတန်ဟာအန်တရာကြီးမားဆုံးခရတန်ဖြစ်တတ်တယ်လို့ဆိုလိုတာပါအောင်မြင်မှုကနေပြိုလဲခြင်းစီကိုဘလို့ဦးတည်သွားနိုင်လဲဆိုတဲ့အဆင့်တွေကဒီလိုပါပဲပထမဆုံးအောင်ပွဲရတယ်ပြီးတော့မာနဝင်လာတယ်အဲ့ဒီကနေပန်းတိုင်ကိုကြိုးလွန်ပြီးရှစ်ဆက်တိုးမိရောရှာလက်ကတော့ရန်သူတွေပူများလာပြီးနောက်ဆုံးမှာတော့ကိုယ့်ရဲ့ပြိုလဲခြင်းကိုကိုယ်တိုင်ဖိတ်ခေါ်သလိုဖြစ်သွားတော့တာပဲဒီအဆင့်တွေကအောင်မြင်မှုရဲ့နောက်ွယ်ကအန်ဒီရဲ့ကိုလက်တွေ့ကြကြတတိပေးနေတာပါ
ကဲအခုဆိုရင်နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီလေးလာခဲ့တဲ့အချက်တွေအားလုံးကိုခြုံငုံကြည့်လိုက်ရင်ဒီစာအုပ်ရဲ့အဓိကအတွေးခေါ်ကတကယ်တော့ပါလေဒါဟာလမ်းညွှန်ချက်တစ်ခုလားဒါမှမဟုတ်တတိပေးချက်တစ်ခုလား စွစီမီပြောရင်တော့ဒီဇောက်ရဲ့အမြင်မှာအာနာဆိုတာတက်ရိုက်ဝင်တိုးရတဲ့ကစားပွဲမဟုတ်ပါဘူးဒါစိတ်ရှည်မှုတိမ်မွေ့မှုကိုယ်စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်းနဲ့သူဒီပါမြင်မှာကိုပုံမှန်တန်ထန်ကိုကစားနိုင်စွမ်းတွေလိုအပ်တဲ့တွယ်ဝိုက်တော့ကစားပွဲတစ်ခုသာဖြစ်ပါတယ် ဒီတော့နောက်ဆုံးမေးခွန်းတစ်ခုနဲ့ပဲညီကုန်းချုပ်လိုက်ချင်ပါတယ်ဒီဥပဒေတွေဟာရည်မှန်းချက်ကြီးသူတွေအတွက်လမ်းညွှန်လက်ဆွဲစာအုပ်တစ်ခုလားဒါမှမဟုတ်အဲ့ဒီလိုရည်မှန်းချက်ကြီးသူတွေကိုခုခံကာကွယ်ဖို့အတွက်တည်ထားရမယ်လမ်းညွှန်ချက်တစ်ခုလားဒီအဖြေကိုတော့စဉ်းစားဖို့ခြံထားခဲ့ပါစေ